ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပဲခေါ်ဒီဥစ္စာကကျွန်တော်တို့အမြင်မှာတော့ဒီနှစ်ရှည်လများကြည်တွင်းစစ်ဖြစ်နေတဲ့ပြဿနာတွေကိုချုပ်ငြိမ်းစီမယ်ပြီးတော့ဒီ27ရာစုပင်လုံညီလာခံအကျိုးပြင်ဆင်ရေးအဖွဲ့ရဲ့ဒီစီမံချက်ကိုလည်းကြည့်တဲ့အခါကျတော့သူတို့ကဒီလက်နက်ကင်ဖက်ကိုပဲအားတာရမှာဒီလိုပဲဦးစားပြီးမှဖွဲ့စည်းတဲ့သဘောမျိုးစောက်ကော်မတီတွေတွေ့တဲ့အခါကျတော့ဂျာနဲ့အဲ့ဒီဦးစားပြီးတယ်ပြီးတော့တစ်ဖက်ကလည်းတိုင်းသားကိုယ်စားလှယ်များပါတီများဆိုတဲ့နေရာမှာကျွန်တော်တို့ကူကီတိုင်းသားများအနေနဲ့ပါဝင်ခွင့်ဆိုတဲ့ဥစ္စာနီလန်းကကျွန်တော်အနေနဲ့ရှာမတွေ့ဘူးဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီနိုင်ငံလုံးညီလာခံ27ပင်လုံညီလာခံမှာကျွန်တော်တို့ကူကီတိုင်းသားများအနေနဲ့လည်းတောင်တနေရာမှာပါဝင်ခြင်းတဲ့သဘောပါပဲကျွန်တော်အနေနဲ့ကတော့27ပြင်လို့27ပြင်လို့ညီလာခံကိုလို့ရချင်အဖြစ်ကျွန်တော်တို့ရဲ့တိုင်းပြည်ကျွန်တော်တို့လူမျိုးကျွန်တော်တို့တိုင်းဒေသနယ်ပယ်ဒေသမှာရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့တိုင်းဒေသလူငယ်တွေကိုကျွန်တော်တို့ဒီထက်မကတိုးတက်မြင့်မားဖို့အတွက်ကျွန်တော်တို့ဒီ27ပြင်လို့ညီလာခံကိုထောက်ခံခြင်းဖြစ်ပါတယ်တိုင်းပြည်အတွက်ကောင်းကျိုးတွေအများကြီးရှိပါတယ်ဥမာပေါ့နော်အခုကရန်ဒေတာတွေမှာစစ်ဖြစ်တယ်တအောင်ပလောင်ဒေတာတွေကချင်ပြည်နယ်မှာတွေလည်းစစ်တွေဖြစ်နေတယ်ပြည်သူတွေဒုက္ခရောက်နေတယ်ပေါ့ဒါငင်းချမ်းရေးမရှိလို့ဒီလိုမျိုးဖြစ်နေတယ်ပေါ့27ပင်လုံညီလာခံကြီးတာကျင်းပနိုင်ခဲ့မယ်စီရင်တော့ကျတော့အနေနဲ့များတော့ငင်းချမ်းနိုင်မယ်လို့ပြောနေတယ်မြန်မာနိုင်ငံနေရဒေတာတည်တည်တွေပေါ့စီမံခန့်ခွဲနေပြီဖြစ်တခြားပြင်ဆင်စရာတွေပြုပြင်စရာတွေအများရှိရပေါ့အဲ့ဒါတွေပိုပြီးမှအကောင်းဆုံးနည်းလမ်းတွေနဲ့ပြန်ပြီးမှပြုပြင်နိုင်မယ်လို့ကျွန်တော်ခိုင်းရတော့ဒီ27ရာစုပင်လုံညီလာခံဆိုတာကလည်းကျွန်တော်တို့ဒီတိုင်းသားအရေးလူမျိုးအရေးအကုန်အားလုံးပါလို့ကျွန်တော်တို့ဒီပင်လုံညီလာခံကိုကျွန်တော်တို့လူငယ်တယောက်အနေနဲ့ပေါ့ကျွန်တော်ထောက်ခံနေတယ်ကျိုးမြတ်ကတော့ထွက်လာမှာပါအနေနဲ့များပေါ့ဒါပေမဲ့ဒီအကျိုးမြတ်ဆိုတဲ့နေရာမှာလောလောဆယ်ကြည့်မယ်ဆိုလို့ရှိရင်ဒီတွင်းစစ်လက်နက်ကင်အပြန်အလှန်တိုက်ခိုက်နေတဲ့ဥစ္စာတွေဒီအချိန်ဟုန်တော့မရတဲ့တည်တိုင်အောင်အချိန်ဟုန်တော့ကြာလာမယ်လို့လဲစပွဲဝိုင်းစီဝေးစပွဲဝိုင်းညှိနှိုင်းခြင်းအဖြစ်ဒီဥစ္စာလဲလျှော့လာမယ်လို့တော့ကျွန်တော်မျှော်လင့်တာပေါ့